ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုယ်မိုင်အားလုံးပဲเนาะအားလုံး good တယ်เนาะအဲကြောင့်ကျွန်တော်ပြောရနော်ကျွန်တော်ပြီးခဲ့တဲ့ဘက်တုန်းကလည်းကျွန်တော်အားလုံးဒီမှာလာပြီးတော့ဒါကျွန်တော်ရဲ့ page အသစ်ကလေးဖြစ်လို့เนาะအားလုံးလည်းကျွန်တော်ပြောတယ်ကျွန်တော်ရဲ့ဒီ official Facebook page လေးကို follow လေးလုပ်ထားပါ like and share လေးနဲ့ကူညီပေးเนาะအကိုလိုမလို့လည်းဒါကျွန်တော် channel လူတွေကိုလည်းအဲ့လိုမျိုးအကိုလိုမလို့ပဲရစေချင်တယ်နောက်ကျတခုပြောမယ်နော်ကျွန်တော်ကပေါက်ပေးသမားမဟုတ်မန်မာသမားမဟုတ်တရားတစ်ချက်မှပေးတာမဟုတ်ကျွန်တော်ပေးမဲ့ပတ်စံကိုသားမီကိုမိဘကိုပေးလို့ကျွန်တော်ပြောရပါပြီเนาะဒီ Facebook ပေးမှာကျွန်တော်ဖုန်းနံပါတ်တင်တယ်အဖုန်းကိုလည်းမခေါ်နဲ့เนาะဒါခေါ်ရင်လည်းကျွန်တော်ကင်ချင်မှကင်တာဒါတခါတည်းကျွန်တော်ပြောတာကျွန်တော်အကိုမကြီးအားလုံးပဲเนาะဗရိတ်6ကြံနေဗရိတ်6ကကျွန်တော်ဒီညနေကနေပြီးတောက်ကြံနေညနေဒီလိုက်ပေါ့เนาะခွန်ကတော့ထွက်သွားပြီမပြောက်ဘူးလို့ကျွန်တော်ပြောတယ်အကျွေးချီခွန်နဲ့ဆက်လို့ပြောထားတယ်เนาะအမျက်လို့ချင်းခွန်နာထိုင်ပတ်အတိုးပေးမသားနဲ့လို့ကျွန်တော်ပြောပြပါတယ်ရှင်းရှင်းလေးပဲကျွန်တော်တို့ပတ်တဲ့ပတ်တီကိုကျွန်တော်ပြောခွန်ထဲမှာအောင်မအကြိုက်ဆုံး၄ကွက်ကျွန်တော်ပြောထားကြီးခွန်6ခွန်5ခွန်9ခွန်8လို့ကျွန်တော်ပြောတာတဲ့ပဲအဲ့ဒါနှစ်တီးသားเนาะအားကြောင့်ကျွန်တော်ပြောပြကျွန်တော်ရဲ့ကွယ်ဗရိတ်6ကြံလေးရဗရိတ်6ကဒီတစ်ပတ်မထွက်ရင်လာမဲ့ဘက်မှာကျိုးချီတာပို့ပြီးတော့ခိုင်လေးတယ်เนาะလာမဲ့ဘက်မှာလည်းကြာတာပေးနေရပိတ်တယ်လာမဲ့ဘက်ကြရင်တကယ်လို့ဒီတစ်ပတ်ဗရိတ်6မထွက်ရင်လာမဲ့ဘက်ဗရိတ်6တာထိုင်လိုက်အခုခွန်တစ်လုံးလိုပဲ၄ရက်ပဲလာမဲ့ပတ်တယ်เนาะအားကြောင့်ကျွန်တော်ရဲ့ကိုယ်မိုက်အားလုံးပဲကျွန်တော်ရဲ့ဒီเนาะဗီဒီယိုဖိုင်လေးကို channel တွေတွေ့အောင်မြင်အောင် 2D 3D glue တွေထဲမှာ share ပေးနောက်ပြီးတော့เนาะအားလုံးကကျွန်တော်မြင်နေတွေ့တဲ့အကိုယ်မိုက်အားလုံးကလည်းเนาะကျွန်တော်ရဲ့ဒီ official Facebook page ကို follow လေးလုပ်ပေးပါเนาะဒါအားလုံးကျွန်တော်ရစေခြင်းလို့ကျွန်တော်ကတော့ဒါပြောမယ်ဆိုကျွန်တော်တို့ထိုးတယ်ကျွန်တော်တို့ပတ်တဲ့ကဏ္ဍကျွန်တော်တင်ပေးတာเนาะဟိုအိမ်ရှင်မလေးဈေးဖို့ရပါစေဆိုတဲ့စိတ်ဓာတ်နဲ့ဒါကျွန်တော်တင်ပြမှားတဲ့အခါရှိတယ်မှန်တဲ့အခါလည်းရှိတယ်ကျွန်တော်တို့ကနောက်ပြီးတော့ခဏကျွန်တော် live လွှင့်တိုင်းမှာလည်းခဏကျွန်တော်ပြောကျွန်တော်တို့ကဘိုးတော်လည်းမဟုတ်ဘူးဒါပုံမှန်လေးပြောပြအကြမ်းမြင်ရနေတယ်မို့ကျွန်တော်ကကျွန်တော်ထိုင်နေကြီးနဲ့ကိုတွက်လို့ချက်လို့ရတဲ့ဟာလေးကိုမျှဝေပေးတာเนาะဟိုပေါက်နေပေါက်နေပေါက်ဘယ်ဟာမှအပိုင်မရှိဘူးကျွန်တော်အပိုင်ပေးပါလို့လာမပြောနဲ့မပိုင်ဘူးကျွန်တော်ကတော့ကျွန်တော်တွေ့တာကျွန်တော်ပေးတာပဲဒါပေမဲ့လို့ကျွန်တော်ကတေချာအောင်ကြည့်တယ်ဒီဥစ္စာဒီတစ်ပတ်မှပြောင်းနိုင်တာမပြောင်းနိုင်တာလိုက်ကြည့်မပြောက်ဘူးလို့မပြောက်ဘူးဒါပုံမှန်လေးပြောတာเนาะပွဲတရားမှာတပွဲလို့ကျွန်တော်ပြောကြတယ်ဖောက်ခဲတယ်လို့ဒါဒီတစ်ပတ်တောင်မှဒါကျွန်တော်အကိုရီမကြီးအားလုံးကျွန်တော်အောက်သာအခုခွန်ကကျွန်တော်ဗုဒ္ဓဘူးလေးကိုကြိုက်တယ်ဒါပေမဲ့တနင်္လာနေ့ပိတ်သွားလို့အပင်ရှည်တော့ရက်ကြော်သွားတာမပြောက်ဘူးเนาะအားကြောင့်6ပရိတ်ကြံသေးတယ်เนาะ6ပရိတ်ကဲခွန်မเนาะအကျွေးချီးသမျှအကျွေးအကုန်ဆက်လိုက်လို့ပြောပြဒိုင်နေငိုတဲ့နေပဲဒီနေ့เนาะကြအားလုံးကျမ်းမှာချမ်းသာကြပါစေ